သူတို့ basic tools တွေဘာတွေသုံးရမလဲတို့ပြီးတော့ polymer ကလေးကိုဘယ်လိုသုံးရမလဲမမီးဘယ်လိုဖုတ်ရလဲအဲ့လိုမျိုးတွေပေါ့နော် hobby channel မြန်မာကနေတဆင် polymer ကလေးနဲ့ chibi character လေးတွေလုပ်ချင်တဲ့ beginner တွေအတွက်ပေါ့နော်ဒီ basic tool လိုအပ်တဲ့ basic tool တွေအကြောင်းကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်လေနဲ့လည်းမှုတ်လို့ရတယ်ဒါပေမဲ့အဲ့တော့လည်းမသိဘူးပေါ့မသိတော့မလုပ်လိုက်လဲဆိုတော့အိမ်မှာဟင်းထက်တဲ့hot plate ရှိရလေhot plate ပေါ်မှာဟိုကြီးတင်လိုက်တင်ပြီးတော့ပေါ်ကနေပြီးတော့စတီးဖုံးနေလေးကနေဖုံးနာလိုက်တာအဲ့နဲ့ဘာဖြစ်သွားလဲဆိုတော့တူးပြီးတော့ပျော်ကျသွားပါပျော်ကျပြီးတော့အကုန်ပြက်စီးသွားတာပေါ့Dynamic Craft မြန်မာ page ဖွင့်ပြီးတော့ပေါ့နော်မီနီမီလေးတွေ order ကောက်တယ်ပြီးတော့အဲ့လိုမျိုးရုပ်လုပ်တာကကြတော့3နှစ်ရှိရောမယ်ပေါ့2019မေပေါ့နော်9လပိုင်းကနေစတာဆိုတော့ဒီနှစ်မေလားဆိုရင်3နှစ်နီးပါးရှိပြီရှင်ပထမအရင်တော့ကတော့ဒီလိုလူရုပ်မလုပ်ဘူးပေါ့နော်ဆဆချင်းတော့ငါဘာလေးလုပ်လဲဆိုတော့တိတိလေးကီချင်းလေးတွေတို့ဗာလေးတွေပေါ့နော်အဲ့ဒါလေးတွေကကြတော့ကိုယ့်အကိုဝါသနာပါလို့ပေါ့နော်လုပ်ပြီးတော့ရင်ဒါပေမဲ့တငယ်ချင်းတွေကိုလက်ဆောင်ပေးရတော့ပါတော့အဲ့လိုမျိုးလေးပဲပေးရပေါ့အရင်တော့ကကြတော့အလုံးလုံးနေရောလေအလုံးတစ်ဖက်နဲ့ဆိုတော့မအားတော့အယုတ်အကြီးတွေပါတယ်တိတ်မလို့ဖြစ်ဘူးကိုအားတဲ့အချိန်မှပဲပေါ့နော်အဲ့လိုမျိုးပဲဝါသနာရပေါ့နော်အားတဲ့ချိန်လေးမှာပဲတိတိလေးတွေလုပ်တယ်ပြီးတော့ရင်တငယ်ချင်းမွေးနေ့တွေပါလက်ဆောင်ပေးရဲပေါ့နောက်ကြတော့မှအဲဒီ2019လောက်ကြတော့မှပေါ့နော်အဲဒီအယုတ်လေးကိုစပြီးတော့လှုပ်ဖြစ်တာကကြတော့ကိုရုပ်ကိုပေါ့နော်အဲ့တော့ညီမကကြ radiographer အယုတ်လေးပေါ့နော်အဲ့ဒါရယ်ပြီးတော့နောက်ထပ် engineer အယုတ်လေးရယ်ပေါ့အဲ့လိုလုပ်ပြီးတော့page မှာ page ဖွင့်ပြီးတော့ဒီတိုင်းပဲတင်လိုက်တာပေါ့နော်order တွေပါကောက်မယ်အဲ့လိုမျိုးလဲအစီအစဉ်ကအဲ့တော့ကတော့မရှိဘူးပေါ့တင်လာရောလူတွေကအရန်စိတ်ဝင်စားကြတယ်အဲ့တော့ key chain လေးပေါ့တေးသေးလေး3လက်မမပြည့်တပြည့်အဲ့လိုအယုတ်လေးအဲ့နဲ့ post တင်လိုက်တော့စိတ်ဝင်စားပြီးတော့သူကလာမှာကြတာပေါ့တရက်ထဲနဲ့အဲ့တော့လေ order 14ရုပ်ဆိုပြီးတော့တက်လာတာပေါ့နော် order တွေတက်လာပြီးတော့အဲ့နဲ့ order ကောက်ပေါ့ order ကောက်ပြီးတော့စလုပ်ကနေပြီးတော့နောက်ပိုင်းလဲ order တွေကအမြဲတက်နေရောဆက်လုပ်ရင်းနဲ့ဒီမီနီမီလေးတွေကဆက်ပြီးတော့လုပ်ဖြစ်သွားတာပေါ့နော် hobby channel မြန်မာကနေတဆင် polymer ကလေးနဲ့ chibi character လေးတွေလုပ်ချင်တဲ့ beginner တွေအတွက်ပေါ့နော်ဒီ basic tool လိုအပ်တဲ့ basic tool လေးအကြောင်းကိုရှင်းပြပေးတော့မှာဖြစ်ပါတယ် basic tool ကတော့အခုပြထားတာတော့10မျိုးပါအဲ့ဆိုရင်စပြီးတော့ပြပေးလိုက်မယ်เนาะအခုဒီမှာဆိုရင်ဆက်ချင်းသုံးမဲ့လူတွေတက်က roller ပေါ့เนาะ roller ကတော့မရှိမဖြစ်လို့တယ်သူကဘယ်နေရာမှာသုံးမလဲဆိုရင်ကလေးကိုအပြားလုပ်တဲ့နေရာတွေတို့ပြီးတော့ကလေးကိုနယ်ရတာပေါ့နော်ပြော့အောင်နယ်ရတဲ့အချိန်မှာလက်နဲ့ပဲနယ်မယ်ဆိုရင်လက်ကနာနိုင်တယ်ပေါ့နော်ကြာလာတဲ့ခါမှာလက်နာလာနိုင်တယ်အဲ့ဒီအတွက်ကြောင့်ဒီ roller လေးနဲ့သုံးပေးလို့ရပါတယ်နော် roller ကတော့မျိုးစုံရှိရယ်ဒီကကျတော့ white roller ပေါ့နော်တခြား hollow roller တို့ tan roller တို့ acrylic roller တို့အဲ့လိုမျိုးတွေလည်းရှိရယ်နော်ဒီကမှသုံးရမယ်မဟုတ်ဘူးအဆင်ပြေတဲ့ဟာကိုဝယ်ပြီးတော့သုံးလို့ရပါတယ်ပြီးတော့နောက်တစ်ခုကဒါကဒီက hobby knife လို့လည်းခေါ်တယ် craft knife လို့လည်းခေါ်ကြရပေါ့နော်ဒီဓာတ်လေးကတော့မရှိမဖြစ်လို့တယ်ဘာလို့ဆိုတော့သူကဒီအသေးလေးတွေဖြတ်မယ်ပေါ့နော်အသေးလေးတွေဖြတ်တာတို့ပြီးတော့ဒီ design ဖော်တာတို့အဓိကတော့ဒီထိတ်လေးနဲ့ပေါ့နော်ဒီလိုထိတ်လေးနဲ့သေးလေးတွေဖြတ်တာတို့အဲ့လိုနေရာတွေမှာသုံးရမယ့်အတွက်ကြောင့်ဒီကတော့မရှိမဖြစ်လို့တယ်ပေါ့နော်နောက်တစ်ခုကဒီဓာတ်ပေါ့ဒါလည်းဓာတ်ပဲဒါပေမဲ့သူကplate တို့tissue plate လို့လည်းခေါ်တယ်သူကပပလေးကိုဒါ long plate ပေါ့နော်သူ short plate လည်းရှိရဲ့အတူသူကြတော့ဘယ်နေရာမှာသုံးလဲဆိုတော့ကလေးတွေကဒီအောက်ကwax surface ပေါ့နော်ဒီလိုမျိုးကြွေပြားတွေပေါ်မှာဆိုရင်သူကကတ်ပြီးတော့ကြံနေခဲ့တာမျိုးရှိရဲ့အဲ့ဒီအတွက်ကြောင့်သူကဒီလိုမျိုးဆွဲခွာရတာပေါ့နော်အောက်မှာကတ်နေတဲ့ကလေးတွေကိုဆွဲခွာရတာမျိုးရှိရဲနောက်တစ်ခုကကြတော့လို့အရှည်ပေါ့နော်line အရှည်မျိုးတွေဖြတ်ချင်တာမျိုးလိုပါမျိုးလို့ဆိုရင်ဒီလိုဓာတ်နဲ့ကြတော့အဆင်မပြေဘူးเนาะအဆင်မပြေတဲ့အတွက်ကြောင့်ဒီလိုဓာတ်တစ်ချောင်းကတော့ရှည်ထားဖို့လိုတယ်ပေါ့နော်โอเคနောက်တစ်ခုကကြတော့ကတ်ကြီးကဒီမှာပြထားတာတော့ထိတ်ကောက်လေးပေါ့နော်ဒီလိုထိတ်ကောက်လေးသုံးတာကပိုကောင်းတယ်သူကကြတော့လို့အဝိုင်းပေါ့မှာခေါင်းနေပိုင်းမှာစပင်နေညှက်မယ်ဆိုရင်ဒါထိတ်လေးကကောက်နေတဲ့အတွက်ကြောင့်သူ့ပုံစံအတိုင်းလေးဒီလိုမျိုးလေးညှက်သွားလို့ရတယ်เนาะပြီးတော့လို့အတွင်းကြားတဲ့ဒီလိုမျိုးနှိုက်ပြီးတော့ညှက်လို့ရတယ်အဲ့ဒါဆိုတော့လို့ထိတ်ကောက်လေးကတော့ပိုကောင်းတယ်မရှိဘူးဆိုရင်ကဒါမဲ့ရိုးကတ်ကြီးပဲပေါ့ရိုးကတ်ကြီးထိတ်အဖြောင်မယ်အဲ့လိုမျိုးသုံးလဲရပါတယ်เนาะโอเคနောက်တစ်မျိုးကကြတော့ဒါက app ပေါ့နော်
ဒီအခါကျတော့ဘယ်နေရာမှာသုံးလဲဆိုရင်လိုပုံဖော်တဲ့နေရာပေါ့နော်လိုအပေါက်ပေါက်လေးပုံဖော်ချင်တာမျိုးစာရေးချင်တာမျိုးပေါ့နော်ပြီးတော့လေဘင်းပေါက်ပေါ့နော်ဒီရုပ်မှာတော့ chibi character မှာကြတော့အများဆုံးသုံးတဲ့နေရာကတော့ဒီ level မောက်ဖောက်တဲ့နေရာပေါ့နော် level မောက်ဖောက်တဲ့နေရာမှာတော့အများဆုံးသုံးတယ်ဒီဟာလေးကလည်းလိုတယ်ပေါ့နော်နောက်တစ်ခုကဒါကတော့ဝါယာကျိုးဝါယာကဒီလိုမျိုးဟာမဟုတ်လေဟိုနန်းကျိုးသွန်းနန်းကျိုးပေါ့နော်သွန်းနန်းကျိုးခွေက 18GB အိမ်ဆောက်ပစ္စည်းဆိုင်တွေမှာဝယ်လို့ရတယ်အဲ့လိုမျိုး 18GB သွန်းနန်းကျိုးနဲ့လည်းသုံးလို့ရတယ်ဒီဟာကြတော့ဟိုဒါကြောင့်ကော်ပါကြောင်ပေါ့နော်ကော်ပါကြောင်ညီမသုံးတဲ့ဟာတော့ဒီဟာနဲ့သုံးတယ်ဒီဟာမရှိရင်တော့သွန်းနန်းကျိုး 18GB ဆိုပြီးတော့ပဲဒီတိုင်းဝယ်သုံးလို့ရပါတယ်နော်ဒီဟာဘယ်မှာသုံးတာလဲဆိုတော့အယုတ်တွေရဲ့အထဲမှာပေါ့နော်သူခိုင်ခန့်မှုရှိအောင်လို့သူ့အထက်မှာထည့်ပြီးတော့သုံးပေးရပါတယ်နော်အဲ့နောက်တစ်ခုဒီဟာကျတော့အပေါင်းနေပါတယ်အောက်ခံတုံးပေါ့နော်အောက်ခံတုံးဆိုတာအယုတ်တင်ပြီးတော့လုပ်တဲ့ဟာအယုတ်လေးတွေကလူယုတ်လုပ်တဲ့အခါကျတော့ဒီလိုမျိုးအောက်ခံတုံးမရှိရဲ့အခါကျရင်ဘေးနားမှာပဲပေါ့ဒီလိုမျိုးပဲလှဲပြီးတော့အောက်တွေမှာထားပြီးတော့လုပ်မယ်ဆိုရင်ကိုလှုပ်ထားတဲ့အင်ဂျီတွေမှာထမိန်တွေပစိုးတွေအဲ့လိုမျိုးအဝတ်အစားတွေပေါ့နော်အဝတ်အစားတွေအပုံပြတ်သွားမယ်အောက်မှာကပ်ပြီးကြံနေမယ်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒါအောက်မှာအပေါက်ပါတဲ့အတုံးလေးတွေကိုသုံးမရတယ်ပေါ့နော်ဘယ်လိုသုံးရလဲဆိုတာတော့အယုံလုံးရင်းနဲ့ပြပေးပါမယ်နော်ရတရားပါနော်ဒီဟာကြတော့သူ acrylic ပုံလို့ခေါ်တယ် U shape ပုံလို့လည်းခေါ်တယ်ပေါ့နော်သူကလို U ပုံစံလေးဖြစ်နေလို့လေဒါဒီလိုမျိုးကင်ပြီးတော့ကလေးတွေကိုလုံးနာတို့လိုအပြားတို့လိုလှိမ့်နာတို့အဲ့လိုမျိုးသုံးလို့ရပါတယ်သူကဘယ်နေရာမှာကောင်းလဲဆိုတော့လိုအချောင်းလှိမ့်နာတွေမှာပိုကောင်းတယ်လက်နဲ့ကလေးကိုလှိမ့်တဲ့အခါကျရင်ဒီမှာလက်ကတော့မညီဘူးပေါ့နော်လက်ကမညီရဲ့အတွက်ကြောင့်ဟိုကလေးကိုအချောင်းရှည်လှိမ့်တဲ့အခါကျရင်အဲ့ကလေးချောင်းကမညီမညာတွေပေါ့နော်အတွန့်နေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်သူကဒီလိုမျိုးsmooth ဖြစ်နေတဲ့မျက်နှာပြင်နဲ့အောက်က smooth ဖြစ်နေတဲ့မျက်နှာပြင်ကြားထဲမှာလိုထည့်လိမ့်တဲ့အခါကျတော့ကိုရလာတဲ့ဒီကလေးပုံစံလေးကကြတော့တက်တက်ရက်လေးနဲ့ရတာပေါ့နော်အဲ့တော့ကြောင့်ဒီဟာလေးကလည်းမရှိမပြေလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကဒီ stainless ဒီ needle rod လို့ခေါ်တာပေါ့နော်သူကြတော့သူကဒီဘက်မှာအချွန်ဒီဘက်မှာအလုံးအဲ့လိုမျိုးလေးရှိရဲသူ့ကအဓိကတော့ဘက်မှာသုံးလဲဆိုရင်အရာဖြောက်တဲ့နေရာပေါ့နော်နောက်မျိုးပခုံးနဲ့လက်နဲ့ဆက်တဲ့နေရာမျိုးတို့မှာစပင်ဆက်တဲ့နေရာမျိုးပေါ့နော်အဲ့လိုမျိုးမှာတစ်ခုနဲ့တစ်ခုဆက်တဲ့အရာတွေရှိတယ်အဲ့ဒီအရာတွေကိုဖြောက်တဲ့အခါကျရင်ဒီဟာကိုတော့အဓိကသုံးတယ်ပြီးတော့ဒီလိုမျိုးထိတ်အချွန်လေးတွေကြတော့ဒီလိုlevel မှာဖောက်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေမှာလည်းသုံးပါတယ်အဲ့ဆိုဒီဟာလေးကကြတော့အရာဖြောက်မယ်ဆိုရင်တော့ဒီဟာလေးကတော့အကောင်းဆုံးပါပဲနော်အဲ့ဆိုရင်နောက်ဆုံးတစ်ခုကကြတော့ဒါကမျက်နှာမိုးပေါ့မျက်နှာမိုးကကြတော့မရှိမဖြစ်လို့ဘာလို့ပြောရလဲဆိုတော့ဒီ beginner တွေအတွက်ကကြတော့ကိုယ်တိုင်လက်နဲ့မျက်နှာပုံဖော်ဖို့ကြတော့နည်းနည်းလေးခက်တယ်ပေါ့နော်မတက်မရက်လေးဖြစ်နိုင်ချေရှိအဲ့အတွက်ကြောင့်ဒီလိုမိုးလေးတွေကြတော့ကလေးထည့်လိုက်မယ်ပြန်ခွာလိုက်တဲ့အခါကျတော့သူ့ပုံစံလေးနဲ့သူလှလှပပလေးတက်တက်ရက်လေးထွက်တာပေါ့နော်ဒီမျက်နှာမိုးတွေကလည်းအများကြီးပဲဒီဇိုင်းမျိုးစုံရှိရဲ့အဲ့အတွက်ကြောင့်ကိုလုံးမဲ့ရုပ်လေးပေါ်မှာမူတည်ပြီးတော့ကိုကြိုက်တဲ့ပုံစံပေါ့နော်အဲ့လိုကိုကြိုက်တဲ့မျက်နှာပုံစံကိုဝယ်ပြီးတော့သုံးလို့ရပါတယ်အဲ့ဒါဆိုရင်ဒီဟာကတော့ပေါ်လီမာကလေးနဲ့လုပ်မယ်ဆိုရင်စပြီးတော့သုံးမယ်ဆိုရင်ပေါ့နော်မရှိမဖြစ်လိုအပ်တဲ့20ခုဖြစ်ပါတယ်ရှင်အရင်တော့ကတော့ဒီလက်မှုတခြားဟာတွေတော့တိတ်မလို့ဖြစ်ပေမဲ့ပကြီးဆွဲတယ်ပေါ့နော်ပကြီးကကြတော့ငယ်ငယ်တုန်းကဝါသနာပါကျောင်းတက်တော့ပေါ့နော်ဒါထကျောင်းတက်တော့ဆိုရင်ပကြီးဆရာဖြစ်ချင်တာကြီးလာရင်ပကြီးဆရာဖြစ်ချင်တယ်ပေါ့နော်အဲ့တုန်းကကျောင်းတွင်းပြိုင်ပွဲရှိရလေကျောင်းတွင်းပြိုင်ပွဲလိုမျိုးပေါ့ဘာနေညာနေအဲ့လိုမျိုးတွေမှာဆိုရင်ခေါင်းစဉ်တွေနဲ့ပိုစတာတွေတို့ဘာလို့ဆွဲရတယ်ပေါ့နော်အဲ့မှာဆိုရင်အများတန်းဝင်ဆွဲတယ်ကျောင်းတော်ကဆိုရင်လိုမျိုးပထမဆုဒုတိယဆုတတိယဆုအဲ့လိုမျိုးတွေမြို့နယ်အဆင့်တွေပေါ့နော်အဲ့လိုမျိုးတွေရဘူးတာရှိရပြီးရင်မြို့နယ်မှာပထမရရင်တိုင်းမှာသွားပြန်ရတာဘာလို့ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရောဒါမဲ့တောင်းပြီးတော့ဆိုင်တန်းပြီးတော့တက္ကသိုလ်တက်တော့ပကြီးနဲ့ပတ်သက်တာဝေးသွားပါတော့။ဘာလို့ဆိုတော့ကျောင်းတက်ရတော့မကြီးတန်းတန်းလေးပါလေစက်မတက်ဖြစ်တော့ဘူးပေါ့နော်။အဲ့ဒါနဲ့ပြီးတော့မှအလုံးလုံးပြီးတော့မှဒီဟာလေးစလုပ်ဖြစ်တယ်ပေါ့။စလုပ်ဖြစ်ပြီးတော့မှနောက်ကြတော့ဘာလုပ်လဲဆိုတော့
ကြားထဲမှာcrochet ထိုးတာပေါ့နော်အယုတ်လေးတွေရမ်းချစ်လို့လေးအားနဲ့ crochet ထိုးတဲ့အယုတ်လေးတွေအဲ့ဒါလေးလုပ်တယ်ပြီးတော့တခြားဝါသနာပါတော့လက်မှုဆိုရင်အကုန်ဝါသနာပါတယ်အဲ့ဆိုဟိုကနည်းနည်းတရားနည်းနည်းပေါ့အဲ့လိုမျိုးလေးတော့လုပ်ဖြစ်ပါတယ်ရှင်ဟုတ်အရင်တော့ဒီ polymer ကလေးဆိုတာကိုမသိဘူးပေါ့နော်မသိခင်ကအရင်ကဘာနဲ့လုပ်လဲဆိုရင်ငငယ်တော့ဆော့ရဲ့ဂျုံလေးတွေလေဘူးလေးတွေနဲ့အတုံးတစ်သေးလေးအရာမျိုးစုံပါတယ်အဲ့လိုမျိုးပေါ့နော်ငငယ်တော့ဆိုတာပေါ့10တန်းပြီးကစားပေါ့နော်10တန်းပြီးကစားကအဲ့ဒီအယုတ်လေးလှုပ်ချင်တာငငယ်တော့ဆော့ခဲ့တဲ့ဟာမျိုးပေါ့နော်ပြန်ပြီးလှုပ်ချင်တော့အဲ့ရက်ခွက်ထဲမှာပတ်ပြီးရှာဝယ်တော့ငငယ်တော့လောက်မလွယ်ဘူးအဲ့တော့ဒီရက်ခွက်မြတ်ဟိုဘက်ရက်ခွက်သွားဝယ်ပေါ့နော်အဲ့ဒါသွားဝယ်ပြီးအဲ့ဒီဂျုံလေးတွေနဲ့အယုတ်လေးအဲ့တော့ unicorn ယုတ်လေးလားမသိမှတ်မိသေးရဲ့တသေးလေးပေါ့အဲ့ဒါလေးလှုပ်ပြီးဗီဒီယိုထဲမှာထည့်ထားလိုက်တာပေါ့ထည့်ထားပြီးတစ်ပတ်လောက်လဲကြာသူကကြောက်ကြွေသွား6ကပ်ပြီးကြွေကြပျက်စီးသွားအဲ့တော့စိတ်မကောင်းဖြစ်တာပေါ့နော်ကိုလှုပ်ထားတဲ့ဟာလေးပျက်စီးသွားတယ်ဆိုအဲ့ဒါနဲ့မေပျောက်ဖြစ်သွားပြီးဘွဲရပြီးမှာပေါ့နော်ဘွဲရပြီးFacebook ပေါ်နေနဲ့တော့ဘာသွားတွေ့လဲဆိုတော့ဆိုင်ရနေပြီးဒီကုန်ကျန်းရောင်းတဲ့ဆိုင်ပေါ့နော်ကုန်ကျန်းရောင်းတဲ့ဆိုင်ကနေပြီးတော့ကြီးညာထားတာပေါ်လီမာကလေးဆိုတာရှိပါတယ်ပေါ့နော်သူကလိုအယုတ်လေးညီမလှုပ်တဲ့သူကကီချင်းလေးနဲ့သူကကြော်ညာထားတာပေါ့နော်ဒီလိုမျိုးရုပ်လေးလုပ်ပြီးသွားရင်သူကတက်လုံးပေါ့မပြည့်စည်ပဲနဲ့တင်ထားလို့ရပါတယ်ပေါ့သူအဲ့တစ်ချက်မှာကြွေသွားတက်လုံးမပြည့်စည်ပဲနဲ့တင်ထားလို့ရပါတယ်ပေါ့အဲ့ဒါနဲ့မှားလိုက်တော့ကစ်လေးပေါ့နော်ဒါရောင်စုံလေးပါတယ် tools လေးတွေနဲ့အဲ့လိုဟာလေးအဲ့နဲ့ဝယ်ပြီးဘာမှလည်းမသိဘူးပေါ့တော်သေးရင်တော့သူက manual မြန်မာလို manual လေးပါအဲ့နဲ့ဖတ်ကြည့်တော့သူကအပူပေးရမယ်ပေါ့အပူပေးရင်မာသွားပြီးတက်လုံးခံတယ်ပေါ့အဲ့နဲ့တော့ key chain သေးလေးဘာလေးပါ cactus အပင်လေးပေါ့နော်အဲ့ဒါလေးစားလုပ်ပြီးတော့သူ oven နဲ့ဖုတ်ရမယ်တဲ့ oven လည်းမရှိတော့သူအဲ့ဒီမှာရေးထားတာလေနဲ့လည်းမှုတ်လို့ရတယ်ဒါပေမဲ့အဲ့တော့လည်းမသိဘူးပေါ့မသိတော့ဘာလုပ်လိုက်လဲဆိုတော့အိမ်မှာဟင်းချက်တဲ့hot plate ရှိရလေhot plate ပေါ်မှာရုပ်ကြီးတင်ပြီးအပေါ်ကနေပြီးစတီးဖုံးနယ်လေးကနေဖုံးထားလိုက်တာအဲ့လိုမျိုးရမလားပေါ့နော်သူအဘက်မှာဖုတ်ရမယ်ဆိုအဲ့နဲ့ဘာဖြစ်သွားလဲဆိုတော့တူးပြီးပျော်ကြသွားပါပျော်ကြပြီးအကုန်ပျက်စီးသွားတာပေါ့အဲ့နဲ့အဲ့လိုမျိုးတွေဖြစ်ပြီးမှအဲ့နဲ့နောက်ပိုင်းမှာတိတ်လေးတွေကိုရေနဲ့ထည့်ပြုတ်အဲ့လိုမျိုးလုပ်ပေါ့နော်လုပ်ပြီးတိန်းထားလိုက်ပြန်အောင်အလုံးနေရလေတိန်းထားလိုက်ပြန်အောင်မလုပ်ဖြစ်ပြန်အောင်နောက်တော့မှဒီအလုံးနဲ့အားသွားတဲ့အချိန်ပေါ့နော်အားသွားတဲ့အချိန်ကျတော့မှနောက်ထပ်အသစ်ပေါ်လီမာကလေးတွေထပ်ဝယ်ပြီးအဲ့တော့မှတေချာစပြီးဆန်တာပေါ့နော်အာဗန်နေပါတွေဝယ်အဲ့လိုမျိုးစဆန်ပြီးမှတိသွားတာပေါ့နော်beginner တွေလိုအပ်တဲ့ basic tool set မျိုးကိုပြပြီးသားပြီဆိုတော့နောက်တစ်ခုကကြတော့သူနဲ့သုံးရမယ်အဓိကကုန်ချမ်းပေါ့နော်အရေးကကုန်ချမ်းကြအောင်ရှင်းပြပေးမယ်ညီမသုံးတာကြတော့သူက polymer ကလေးပေါ့နော် polymer ကလေးမှာသူကတစ်စိမ့်မျိုးစုံရှိတယ်တစ်စိမ့်ကအများကြီးရှိတယ်ဒါပေမဲ့ညီမသုံးတာတော့ဒီlittle ဆိုတဲ့တစ်စိမ့်ပေါ့နော်အဲ့ဒီတစ်စိမ့်ကိုသုံးတယ်သူကအယောင်မျိုးစုံလာတယ်အယောင်ကအမှန်ဆိုအများကြီးပဲပေါ့နော်25ရောင်အယောင်50အဲ့ဒီလောက်ရှိတယ်အယောင်ခွဲတွေရလေအဲ့တော့သုံးလို့ရတယ်ဒါပေမဲ့အဓိက basic ပေါ့နော် basic လိုအပ်တယ်ဆိုရင်ကြတော့12ရောင်လောက်ပဲပေါ့နော်12ရောင်လောက်ပဲဝယ်ထားရင်ရတယ်။အသားရောင်တို့မဲရောင်တို့ကတော့အဓိကလိုတာပေါ့နော်။တချို့အယောင်ဆက်တက်တဲ့လူမျိုးပေါ့နော်အယောင်ဆက်တာကိုကြိုက်တဲ့အယောင်မဲဆက်သုံးချင်တဲ့ဆိုရင်တော့ primary color မျိုးပေါ့နော်အဲ့လို3 4 5ရောင်ပဲဝယ်ထားပြီးတော့ကိုတခြားရောင်တွေကကြတော့ဆက်ပြီးတော့အဲ့လိုမျိုးသုံးချင်လဲသုံးလို့ရပါတယ်နော်။ညသူ့ကိုသုံးမယ်ဆိုရင်နောက်တစ်ခုကဘာလို့လဲဆိုတော့ဒီအောက်ကကြွေပြားပေါ့နော်။ကြွေပြားလိုတယ်ဒါမှမဟုတ်မှန်ဆိုတာမှန်ရိုးမှန်ပေါ့နော်အဲ့လိုမျိုးသုံးလို့ရတယ်ဘာလို့အဲ့ဒါလိုတာလဲဆိုတော့သူ့တစ်သားတို့ပေါ့နော်တစ်သားပေါ်မှာတော့သုံးလို့မရဘူးတစ်သားပေါ်မှာကတ်ပြီးတော့ကြံနေခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်သုံးလို့မရဘူးနောက်တစ်ခုကကြွေပြားသုံးမယ်ဆိုရင်လေကြွေပြားကပေါ့ဒီလိုလေ texture တွေရှိနေရတို့အဖုတွေတစ်ရှိနေရဲ့အဲ့လိုမျိုးကြွေပြားတွေသုံးလို့မရဘူးမျိုးပြောင်ချောနေတဲ့ပြောင်ချောနေတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးပဲသုံးလို့ရမယ်။မှန်ဆိုရင်လည်းပြောင်ချောပေါ့နော်အဲ့လိုမျိုးပဲသုံးလို့ရမယ်။ဒီအောက်မှာအတွန့်နေရှိနေရမျိုးဆိုရင်ကိုကဒီပေါ်မှာတင်ပြီးတော့လှိမ့်နာတွေအပြားပြားတာတွေလုပ်မယ်လေအခါကျရင်အောက်က texture တွေကဒီ polymer ကလေးမှာလာထင်တာပေါ့နော်။အဲ့ဒီအတွက်ကြောင့်သူဒီလိုမျိုးကြွေပြားနဲ့သုံးတာတော့အကောင်းဆုံးပဲ။
beginner တွေဝယ်ရတာလွယ်တာပေါ့နော်ဝယ်ရတာလွယ်တာတော့ဒီဟာကတော့လွယ်တယ်ဘာဖြစ်လို့လဲဆိုတော့အိမ်ဆောက်ပစ္စည်းဆိုင်မှာဝယ်လိုက်လို့ရတယ်ပေါ့နော်တစ်ချက်မှ900 600ပေါ့နော်အဲ့ဒီပတ်ဝန်းကျင်လောက်ပဲရှိရဆိုတော့လေစစချင်းဆိုရင်ဒါလေးနဲ့သုံးတာအဆင်ပြေပါတယ်နောက်တစ်ခုကဒါကကြတော့ polish ပေါ့ polish ကဘယ်အချိန်မှာသုံးရတာလဲဆိုရင်နောက်ဆုံးအဆင့်ပေါ့နော်အယုတ်နောက်ဆုံးအဆင့်ကြမှာသုံးရတာအမေဒီဟာကလိုအပ်တယ်ပေါ့သုံးရမယ်တော့မဟုတ်ဘူးမသုံးလဲရတယ်ဘာမှမဖြစ်ဘူးပေါ့နော်ဥပမာဒီရုပ်လေးပေါ့ဒီရုပ်လေးဆိုရင်ကမသုံးထားဘူးသူအယုတ်လောက်ထားတယ်ဒါပေမဲ့နောက်ဆုံးမှာဘာ polish မှမသုံးထားဘူးပေါ့နော်ဒီရုပ်ဆိုရင်ကြတော့ဒါတုတ်ထားတယ်တုတ်ထားတာကဘယ်ရလဲဆိုတော့ဒီအစိမ်းရောင်ပေါ့နော်သူကအစိမ်းရောင်ကတိတ်ပြီးတော့မပြောင်းတဲ့ဟာ matte type ပေါ့နော်ဒီဟာကြတော့ပြောင်းတဲ့ဟာgloss type ပေါ့နော်ညီမရဲ့ဒီpreference ပေါ့နော်ကြိုက်တာကြတော့ matte type ကိုပိုကြိုက်တယ်သူကအရောင်လေးကနည်းနည်းတော့စိုးသွားတယ်ဒါပေမဲ့ပြောင်လက်ကြီးမဟုတ်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့် matte type ကိုတော့ပိုကြိုက်တယ် gloss type ပိုပြီးပြောင်လေးသုံးချင်တဲ့လူမျိုးဆိုရင်လည်းလို့ gloss ကိုသုံးလို့ရတယ်ပေါ့နော်သူ့ကိုသုံးရတဲ့အဓိကရည်ရွယ်ချက်ကကြတော့ဒီအရောင်လေးနည်းနည်းပိုဆိုသွားခြင်းနဲ့ပြီးတော့ဒါလေးဆိုရင်ကကြတော့မျက်လုံးတွေက acrylic နဲ့ဆွဲထားတာပေါ့နော် acrylic နဲ့ဆွဲထားရရှိရဲပါးနီတွေပါတယ်ဆိုရင်pastel chalk ပေါ့နော် pastel chalk တွေနဲ့သုံးတဲ့အခါကျတော့သူ့အပေါ်ကနေတလီယာအနေနဲ့ပေါ့နော်ပို့ပြီးတော့တာရှည်ခံအောင်အုပ်ပေးလိုက်တဲ့သဘောမျိုးပေါ့နော်ပြီးတော့ဖုံတွေပါတယ်တက်တာဆိုရင်လည်းသူကနည်းနည်းပို့ပြီးတော့ကာကွယ်နိုင်တာပေါ့နော်အဲ့ဒီအတွက်ကြောင့်ပဲသုံးတာbeginner တွေကတော့ဒါတော့သိအောင်လို့ပြောပြပေးရပါတော့မဝယ်ဘူးစပြီးတော့မသုံးသေးဘူးဆိုရင်လည်းရပါတယ်เนาะ beginner တွေအနေနဲ့ဒီ polymer clay နဲ့ပြီးတော့ဆက်ပစ္စည်းပေါ့เนาะဒီ polish တွေ tools တွေအဲ့လိုမျိုးတွေဝယ်ယူခြင်းနဲ့ဆိုရင် Tiny Craft Store မြန်မာမှာဝယ်ယူလို့ရပါတယ်ဒီ post ရဲ့လေpost အောက်မှာလည်း link လေးချပေးထားပါမယ်အဲ့ဒီမှာအဲ့ဒီ link လေးကိုနှိပ်ပြီးတော့တောက်ဝယ်လို့ရတယ်ပေါ့နော်အဲ့မှာနောက်မသိတဲ့ဟာတွေဘယ်လိုသုံးရမလဲပေါ့နော်အဲ့လိုမျိုးအသေးစိတ်ကအစားမေးပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်